အားလုံးပဲမြင်ကြပါခင်ဗျာလေဘရာတာယောပိုင်မိုးကနေကျူဆိုပါတယ်ကျွန်တော်အခုလုပ်ပေးသွားမယ်ဗီဒီယိုလေးရဲ့တိုင်တယ်လေးကသူရဲ့ခေါင်းစဉ်ရဲ့နာမည်လေးကတင်နောက်ခုနှစ်ရက်အတွင်းဘာတွေကြုံတွေ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးက Thread ဗီဒီယိုဖြစ်တာပေါ့နော်ဘယ်ချိန်ပဲကြည့်ဒါကြည့်လို့ရပါတယ်ခုနှစ်ရက်အတွင်းဆိုတော့တပတ်အတွင်းပေါ့နော်တပတ်အတွင်းတင်ဘာတွေကြုံတွေ့ရနိုင်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားမှာဖြစ်ပါတယ်ဒီမှာလေးကျွန်တော်ရဲ့အတက်လေးနည်းနည်းတိုးသွားခဲ့တဲ့ဆိုရင်အတက်လေးကိုချိန်ပြီးကြည့်ပါတော့တမမဟုတ်ရင်ငကြက်လေးတဲ့ငကြက်လေးကိုထည့်ပြီးတော့နောက်ထောက်မယ်ဆိုလည်းရပါတယ်နော်အဲ့ဒါတွေကိုကျွန်တော်ကြည့်ပြီးပြောထားကြည့်လို့ပါကဲအဲ့ဒါကျွန်တော်စိုက်ပြီးတော့ကြည့်မယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ရိုးတဲ့အတွက်နောက်လာခလေးရအတွက်ဘာတွေချုပ်တွေ့ရမှာလဲဒီဗီဒီယိုကြည့်နေတဲ့အတွက်နောက်လာမယ့်ခုနှစ်ရက်အတွင်းဘာတွေကြုံတွေ့ရနိုင်မလဲဒီဗီဒီယိုကြည့်နေတဲ့အတွက်နောက်လာမယ့်ခုနှစ်ရက်အတွင်းဘာတွေကြုံတွေ့ရနိုင်မလဲကဲထွက်ချင်နေတယ်1 2 3 okay စပြီးတော့ကြည့်ပါမယ်ပထမဆုံးကြတဲ့ကဲက10 okay ဟို energy ကောက်တယ်တထားပါတယ်ကျတဲ့တထားပါဖြစ်ပါမယ်5 okay ဘုဒ္ဓမာကဘုဒ္ဓမာစသွေးကြည့်နိုင်ဘုဒ္ဓမာက9 over sorry ပါကျွန်တော်ခုနကဗီဒီယိုကိုကျွန်တော် pause လုပ်လိုက်လို့ပါကဲအခုကျွန်တော်စိုက်တော့ပြပြရမယ်ဆိုရင်ဒီမှာစီးနေတဲ့ကက်ကပထမဆုံးကြားတဲ့ကက်က10 okay ဖြစ်တယ်10 okay ဆိုတာဟိုကျွန်တော်နော်10 okay ရဲ့တထာဝ6 of vertical 6 of square ပေါ့နော်ကျွန်တော်ခုနကဟိုဒီ file ခွာလို့ကျွန်တော်ပျော်မိသွားခဲ့တယ် sorry ကဲအခုတော့ဆက်ကျွန်တော်ဒီချာကြည့်ပြီးပြောပြရမယ်ဆိုရင်ဒီမှာကျွန်တော်ဘာကိုတွေ့လဲဆိုတော့10 okay ဆိုတဲ့အနေထားအရာတော့ကွာမိသားစုဝေတွေနဲ့ပတ်သက်ပြီးကျွန်တော်တွေ့ရတယ်မိသားစုဝေဒီမှာမဟုတ်ဆွေမျိုးညီအကိုမောင်နှမတွေနဲ့ပတ်သက်ပြီးကျွန်တော်တွေ့ရတယ်ပြီးတော့ဘေးနားမှာရှိတဲ့ထာဝါကန်နဲ့ဆက်စိတ်ပဲပြောပြရမှာဆိုရင်ဟိုထာဝါကတည်းရုတ်တရက်ပြိုကျပျက်စီးမှုပေါ့နော်ဒီမှာလည်းကျွန်တော်ကတ်နေပြရမယ်sorry ပါနော် sorry ပါဗျာဟိုမှာစကအတိုင်ဝေသွားခဲ့တဲ့ဆိုလေး sorry ပါနော်ကျွန်တော်တို့အိမ်စင်မှာဟိုဒီဖြတ်ပြီးမောင်းနေလို့ sorry နော်ဒီမှာထာဝါကတ်ဆိုတဲ့အနေအထားအရာကြည့်ရမယ်ဆိုရင်ဒီဘက်မှာမြင်ရတဲ့အတိုင်းပေါ့နော်ဒီမှာတားရီတစ်ခုတော့မီတွေလောင်နေတယ်အောက်ကလူကပြေးတဲ့လူကပြေးထွက်ပြေးနေတဲ့ကျန်တဲ့လူကကျန်နေခဲ့တယ်ဒီမှာaccident ဖြစ်တဲ့လူက accident ဖြစ်နေရပြီအတိလိုပဲပေါ့နော်ဒီနားမှာလေကိုရုတ်တရက်မထင်ထားတဲ့အရာတစ်ခုခုကြောင့်ကိုယ့်ရဲ့မိသားစုတွေဓမ္မဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုဒီညီအကိုမနမတွေဂျားဓမ္မဖြစ်ဆွေမျိုးအတိုင်းဝိုင်းဂျားဓမ္မဖြစ်ပေါ့နော်တစ်ခုခုပြိုလဲပစ္စည်းသွားတာမျိုးဖြစ်တတ်တယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ဟိုဘယ်လိုပြောမလဲမိသားစုအဝေးထဲမှာပြပြရမယ်ဆိုရင်ကိုရမိသားစုဝေးထဲကလူတရားယောက်ကဆေးရုံရောက်သွားတာမျိုးဒါမှမဟုတ်ဟိုဒီအစစ်တဲ့တခုဖြစ်တာမျိုးကိုတော်၎င်းကိုရမိသားစုဝေးထဲအားတော်၎င်းပေါ့နော်တရားရောက်ပေါ့အဲ့ဒါတွေဖြစ်တတ်တယ်အဲ့ဒါတွေကျွန်တော်တတိထားစီကြည့်တယ်ဗျဒီမှာမဟုတ်ရင်
မိသားစုတယ်မဟုတ်ဘူးမိသားစုတယ်မဟုတ်ဘူးကိုယ့်ရဲ့ဆွေမျိုးတွေထဲကလည်းတရားမှမဟုတ်ဘူးဆိုရင်ခုပေါ့နော်တကယ်လို့ကိုကစက္ကန့်မောင်းနေတဲ့လူတယောက်ကာမောင်းနေတဲ့လူတယောက်ဆိုရင်နည်းနည်းတော့တတိတာစက္ကန့်အစစ်တဲ့လို့ကာအစစ်တဲ့လို့ဖြစ်တဲ့အဲ့ဒါလေးကိုတော့ကျွန်တော်တတိထားစီကြည့်ပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးကိုကတခုတော့ကောင်းတာတော့ရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကိုကလေချော်ခက်ဆိုတဲ့အနေထားအရတော့ကိုကမိသားစုဝေတွေတို့ပြီးတော့ညံချင်းအပေါအတင်းမိတ်ဆွေမျိုးတွေနဲ့ပတ်သက်ပြီးတော့ကိုမှဟိုတွေ support လုပ်ပေးနိုင်မဲ့သူတွေရှိတယ် support လုပ်ပေးမဲ့သူတွေအနားမှာရှိနေတယ်ဆိုတာကိုတော့ကျွန်တော်မြင်တွေ့နေရတယ်เนาะကိုကူညီထောက်ပံ့ပေးမဲ့သူတွေအားပေးမဲ့သူတွေဖေးမပေးမဲ့သူတွေအနားမှာရှိနေပြီးသားအများကြီးတော့ဆိုရဆရာတော့မလိုပါဘူးเนาะအကူညီတောင်းမဆိုရသူတို့ကူညီပေးမယ်เนาะဘေကနေသူတို့ထောက်ပံ့ပေးမဲ့သူတွေရှိနေပြီးသားကိုအများကြီးတော့ဟိုဒီဆိုရပူပန်နေဆရာတော့မလိုပါဘူးကြာပြီးတော့တတိယကန့်အနေအထားအရကြည့်ရမယ်ဆိုရင်ကိုရဲ့ဘေးနာမှာဒီကက်က6 off กว่าပေါ့နော်ကိုထောက်ပံ့ပေးမဲ့သူကိုရဲ့အနာမှာရှိနေပြီးသားတငယ်ကြီးတော့လည်းကောင်းကိုရဲ့မနမတွေတော့လည်းကောင်းเนาะကိုအမစတဲ့ဖြစ်ပေါ့ကိုရဲ့မိဘလည်းအပအဝေပေါ့နော်မိဘမဟုတ်လည်းဆွေမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်နော်ကိုနဲ့ရည်နေတဲ့လူတူဦးကြောင့်ကိုမှအထောက်အပံ့အကူအညီတစ်ခုရတာမျိုးကြော်ရတတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကဟိုဘာမှတော့ဟိုဆိုရစရာတော့မရှိဘူးပေါ့နော်ကျွန်တော်ပေါ်တော့အဲ့တဲ့တည်းမှာတွေ့ရတာတွေတော့ကျွန်တော်အရေးဆုံးပြောကြည့်ရမယ်ဆိုရင်ဒီနားမှာတော့ဟိုဒီ basic ကလန်ထားတဲ့ကတ်ပေါ့နော်ဒါဟိုဒီဗီဒီယိုကြည့်နေတဲ့လူကိုယ်တိုင်ပဲလို့ကျွန်တော်မြင်နေရတယ်ဗျဒီမှာဒီ main ကလေးကိုကြည့်လို့တူဟုတ်တယ်မှာကွန်ပျူတာတစ်လုံးနဲ့တူအလုပ်လုပ်နေတူရကောင်တော့တူဘာတွေဖြစ်မှမသိဟိုကိစ္စဒီကိစ္စနဲ့ပတ်သက်ပြီးတော့တူနည်းနည်းကောင်းဆုပ်နေတယ်အဲ့လိုမျိုးသူကောင်းဆုပ်နေတဲ့တောင်တိတ်မခံချင်တော့အဲ့လိုမျိုးသူစပြီးတော့ဟိုစိတ်တွေဝေဝါထွေပြားနေတယ်ပေါ့ဗျာနိုင်အော့ဝဲဆိုတော့နေရာထားရကြည့်ရမယ်ဆိုရင်ဟိုကိုရဲ့စိတ်ကလေဟိုအကတ်တက်ဓမ္မကိုရဲ့စိတ်ကိုကိုတိုင်ကပဲ limit ထားလာတာများလားเนาะဓမ္မမို့ရေဟိုဘယ်လိုပြောမလဲကျွန်တော်ဟိုဗာလဲခဏရကျွန်တော်အတိစကလောက်ကျွန်တော်မေ့နေတယ်ဆိုရင်ကျွန်တော်အဲ့ဒီစကားတော့ကျွန်တော်မေ့တယ်ကျွန်တော်ပြောလို့မထွက်ဖြစ်နေလို့ကဲတပေမဲ့အများကြီးတော့စိတ်ပူစရာတော့မရှိပါဘူးတပေမဲ့ဘစ်စမာလည်းနောက်ထပ်စီပါတည်တယ်နိုင်ကျွန်တော်ပြမယ်ဘစ်စမာကဒဆန်တဲ့ကိုပျော်ရွှင်ရမယ်နော်ကိုပျော်ရွှင်ရမယ့်အနေအထားတွေလည်းရှိတယ်เนาะတကယ်တော့ကိုစီမှာဝိုတွေပြနေတယ်ဆိုရအဲ့ဒီဝိုတွေဟာဟိုအကြာရင်ထပ်ပိုးရမယ့်အရာတော့မဟုတ်ပါဘူးเนาะဘေးမှာလည်းကျွန်တော်ပျော်ခက်တယ်လို့ပဲကိုယ့်ရဲ့ဘီနာမှာဟိုကိုစပို့ပေးမဲ့တူတွေအနားမှာရှိနေပြီးသားကိုထောက်ပံ့ပေးနိုင်မဲ့တူတို့အားပေးမဲ့တူတို့เนาะကိုဟိုယုံကြည်ပေးမဲ့တူတို့အနားမှာရှိနေပြီးသားကိုအများကြီးတော့ဆွေးစရာတော့မလိုပါဘူးတကယ်လို့ဒါကလေကိုရဲ့ energy တစ်ခုလို့ပြောရတော့မှမလားမသိဘူးเนาะဒါကျွန်တော်ကြည့်ရတာလေဟိုဒီဗီဒီယိုကြည့်နေတဲ့ quality လေးတွေက energy ပဲလို့ကျွန်တော်ခံစားနေရတယ်အဲ့ဒီမှာတထဝါအားဆိုတဲ့ကန်နဲ့စစိတ်ပဲပြောပြရမယ်ဆိုရင်လေကိုကအဲ့ဒီတထဝါဆိုတဲ့ကက်ကလေကိုလောက်ယူလို့မရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကောင်းဆုံးရတာမျိုးအဲ့လိုမျိုးစိတ်ပူရတာမျိုးအဲ့လိုမျိုးအစပါမှာတော့အဲ့လိုမျိုးဖြစ်တတ်တယ်တပေမဲ့ချိန်ကြာလာတဲ့ခါကျရင်အဲ့ဒီထားပါဆိုတဲ့ကဲရအနေကြီးကလေအစပါမကောက်ဘူးဆိုပေမဲ့နောက်ပိုင်းကျတော့ကောက်ဖို့တော့ပဲဖြစ်သွားတာပဲတဲ့ဟုတ်တယ်ကျွန်တော်ထားပါဆိုတဲ့ကန်နဲ့ပတ်သက်ပြီးတော့ကြည့်ရမယ်ဆိုရင်အနေကြီးကအဲ့လိုမျိုးပဲခဏထွက်တယ်ဗျသူကတထားပါဆိုတဲ့ကက်ကလေ
အစားပါတော့မကောင်းဘူးတပေမဲ့နောက်ပိုင်းကျရင်တော့ဟိုကောင်းဖို့တော့ဖြစ်လာတာတွေကြီးပဲအဲ့တော့ကိုစီမှာဟိုပြောရကျွန်တော်ခဏလေးကျွန်တော်ပြောပြစကားတော့ကျွန်တော်မိနေခဲ့တယ်ကိုဘကိုလည်းစောက်ခဲတော့ဘူးမမိပါနဲ့ပြီးတော့ဟိုဒီကိုရဲ့ကိုလှုပ်ဆင်ရစီတဲ့အလုပ်တွေပြီးတော့ကိုဖြစ်ကြော်ရမယ်နေရက်တွေကိုလည်းတလေးတစားနဲ့ဖြစ်တတ်ပါလို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကဟိုအများကြီးတော့အရေးမကြီးပါဘူး။ဟိုဘာကြောင့်ဆိုတော့ကျွန်တော်ဒီမှာလေဟို quality လေးတွေအနေကြီးပဲကျွန်တော်အမြဲတမ်းအားရရတယ်ဒီကောင်းဆုံးနေရတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလောက်ရမှာဘယ်လိုမျိုးကတ်တွေရမှာကိုရဲ့စိတ်ထဲမှာဒီဟာရတခါမှမကြော်ဘူးတဲ့အရာကြီးလို့မျိုးပဲခေါင်းထဲမှာဟိုတွေးနေတယ်လို့မျိုးပေါ့နော်တကယ်တော့တကယ်တော့ quality လေးတွေကဒီဟာကိုအတိအဖြစ်အပျက်အတိအတွေ့အကြုံတခါမဟုတ်နှစ်ခါလောက်တော့ကြုံကောင်းကြုံနိုင်ပါလိမ့်မယ်နော်တခုခုပေါ့ကိုမလောက်တတ်ဘူးဆိုတော့ဘာမှဆွေးစရာတော့မရှိပါဘူးအစီပြေသွားမှာပါနော်ဒီဟာလေးတစ်ချက်ပဲကိုခေါင်းဆိုးတာလို့အဲ့လိုမျိုးစိတ်ပူတာလို့နော်အဲ့လိုမျိုး negative အတွေ့တွေဘာညာတွေဟိုတအားကြီးတော့ဟိုဒီအတွေ့မလို့စီကြည့်ဗျာဒီကမ်းမှာတော့ nine of well ဆိုတဲ့ကက်ကတွေဟိုဒီသူရဲ့ပြတ်ထားတဲ့ပုံနဲ့ပတ်သက်ရောကြည့်ရမယ်ဆိုဟိုဒီဂါဆိုတာမျိုးတော့အဲ့လိုမျိုးကို limit ထားတာမျိုးတို့ကိုကျွန်တော်မြင်နေရတယ်တခြားကက်တွေမှာအဲ့လိုမျိုးမဟုတ်ဟိုဒီတခြားကက်တွေမှာဆိုရင်ဟိုဒီခဏကိုပေပန်းတာတို့အဲ့လိုမျိုးဟိုဘောက်ခက်တာတို့အဲ့လိုမျိုးနဲ့ပတ်သက်ရောကျွန်တော်ခံစားလို့ရတယ်ဗျာဒီဟာကတော့ဟိုဒီကက်မှာတော့အဲ့လိုမျိုးမဟုတ်နည်းနည်းတော့ကွယ်လို့နော်ကဲအဲ့တော့ဘာကြိုးကြံနေသေးလဲဆိုတော့နောက်ထပ်ဘာကြံသေးလဲကျွန်တော်တစ်ချောင်းကြည့်ရမယ်ဆိုရင် universe message ကိုကျွန်တော်ကြည့်ပေးမယ်နော် quality လေးတွေအတွက် universe message ကိုကျွန်တော်ခုနကကန်းကြိုထုတ်ထားခဲ့တဲ့ခဏလေးဟောဒီမှာကဲ universe ရဲ့ message က quality လေးတွေကိုပေးထားတဲ့ message က grow ဆိုတဲ့ message ဖြစ်တယ်နော်နောက်တစ်ဆင့်မြင့်တက်ဖို့အတွက်ခြေလမ်းတက်လက်ပေါ့နော်ဟောဒီမှာပြတ်ထားခဲ့တာတွေကကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီနောက်ဟိုတထာဝါဆိုတဲ့ကက်တထာဝါဆိုတဲ့ကက်ကိုကျွန်တော်ခဏပြောတယ်10 of cat ရဲ့တထာဝါရဲ့6 of pentacle ရဲ့ပေါ့နော်ဒီကန်းနဲ့ဆက်ဆက်ပေါ်ပြရမယ်ဆိုရင်ကိုစီမှာမမျော်လင့်ထားတဲ့အပြောင်းတယ်မမျော်လင့်ထားတဲ့အခြေအနေတစ်ခုကိုဟိုလေပြောင်းရတာမျိုးအဲ့လိုမျိုးမမျော်လင့်ထားတဲ့အခြေအနေတစ်ခုကိုဖြစ်သွားတာမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြစ်တတ်တယ်နော်အဲ့လိုအခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးမမျော်လင့်ထားတဲ့အခြေအနေမျိုးမမျော်လင့်ထားတဲ့အပြောင်းအလဲမျိုးနဲ့ပတ်သက်ပြီးတော့ဟိုအဲ့လိုမျိုးဖြစ်သွားတာကလေကိုအတွက် grow ဖြစ်ဖို့အတွက်နောက်ထပ်ခြေလမ်းတလမ်းဆက်လဲရမယ်အခြေကြပြီးတော့ universe ကပြောထားတာဖြစ်တယ်လေအဲ့ဒီအတွက် universe ကဒီက quality လေးတွေကိုလက်စိတ်တွေပေးနေတာပဲဖြစ်တယ် universe ရဲ့လက်စိတ်တွေပေးတဲ့အခါမှာ quality လေးတွေကဘယ်လောက်ထိစာမေးပွဲကိုအောင်နိုင်မလဲဆိုတာကို universe ကတေကန်စတွေပေးနေပြီးတော့ဟိုလေစမေးပွဲစစ်တယ်လို့မျိုးပဲပေါ့နော်စမေးပွဲစစ်နေတာပေါ့အဲ့ဒါကြောင့် universe က main grow up ဖြစ်ဖို့အတွက် universe ကစမေးပွဲစစ်နေတယ်လို့ပဲပြောရပါတော့မယ်ဒီမှာ takes time to explore as well is physical is where how you go that နော်အဲ့ဒါတွေကလေ universe ကမင်းကို grow up ဖြစ်ဖို့အတွက်နောက်တစ်ဆင့်တက်လာဖို့အတွက် universe ကကူညီပေးနေတာပါတဲ့မင်းနောက်ထပ်ခြေတလန်းပြီးတလန်း
ရှောင်းဖို့အတွက် universe ကကူညီပေးနေတယ်နော် universe ကမင်းကိုပြစ်မထားပါဘူးတဲ့ universe ကမင်းပို့ပြီးတောက်ပဖို့အတွက် universe ကမင်းကိုအောင်မြင်မှုတွေရရှိလာဖို့အတွက် universe ကကူညီပေးနေပါတယ်တဲ့ universe ကလည်းမင်းကိုစောင့်ကြည့်နေပါတယ်တဲ့ဒါကြောင့် quality လေးတွေကို universe ကကြည့်မထားပါဘူးတဲ့ဒါကလည်းကျွန်တော် education အရာနဲ့ဒီကက်ကထွက်တဲ့ message နဲ့တော့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်เนาะ quality လေးတွေဒီဗီဒီယိုလေးကြည့်ပြီးတော့တစ်ခုခုသဘောပေါက်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဒီနားမှာရေးလာပါမယ်အားလုံးပဲအစိုးကြီးကြည့်ပြီးတဲ့အတွက်တူတယောက်ကြည်စီတာကိုကြည်စုတင်ပါတယ်ခင်ဗျာအဲ့တော့တတဒီလောက်ပါပဲ